ဆွေမျိုးအတိုင်းဝိုင်းမရှိမိဘကြောတော့နောက်ခံမရှိကူညီမဲ့သူမရှိအဲ့တော့အာကိုးစရာတစ်ခုပဲတွေ့တယ်အဲ့ဒါဘာလဲဆိုတော့ငါစာတော်ရမယ်အဲ့ဒီစိတ်ကိုကျွန်တော်စဝင်ပါတယ်စဝင်တဲ့အတွက်အဲ့ဒီကိုယ်တမ်းမှာပဲကျွန်တော်မန္တလေးခရိုင်တင်ချာလူကြီးကျွန်းမြန်မာနိုင်ငံလုံးဆိုင်ရာတင်ချာလူကြီးကျွန်းပညာရေးမှာကျွန်တော်ထွန်းပေါက်ခဲ့ပါတယ်ထွန်းပေါက်ပြီးတော့ကိုယ်တမ်းလည်းကျွန်တော်အောင်ပါတယ်ဂုဏ်ထူးတွေနဲ့အောင်ပါတယ်10 ရန်းကြတော့ကျွန်တော်ကျောင်းဆက်မတက်နိုင်တော့ဘူးဒီကျောင်းသားကပြဿနာကျွန်တော်မဖြေရှင်းနိုင်ဘူးဒါပေမဲ့လို့ကျွန်တော်ကျောင်းကဆရာတွေကကျွန်တော်ပညာရေးထူးချွန်တာသိတော့10 ရန်းပြီးအောင်ကျောင်းဆက်တက်ဖို့ကျောင်းကဘုန်းတော်ကြီးတွေကိုကျောင်းသားကလွန်ငင်းခွင့်တော့ပြောတော့ဘုန်းတော်ကြီးတွေကလည်းခွင့်ပြုပါတယ်အဲ့ဒါတော့ကျွန်တော်10 ရန်းမှာကျောင်းသားကလွန်ငင်းခွင့်နဲ့ကျောင်းတက်ခွင့်ရတဲ့အတွက်ကြောင့်10 ရန်းကိုကျွန်တော်ပြီးအောင်တက်ခဲ့ပါတယ်10 ရန်းကို65ခုနှစ်မတ်လမှာဖြည့်ပြီးတဲ့နောက်မဖြည့်ခင်တည်းကဆုံးဖြတ်ပြီးသားပါငါအလုပ်လုပ်တော့မယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့10 ရန်းတော့ပြီးအောင်ဖြည့်လိုက်တယ်ဖြည့်ပြီးကြတယ်အလုပ်ရှာတယ်အလုပ်ရှာတော့မတ်လစာမွေးပြီးရအလုပ်ရှာလိုက်တာမေလကြာအလုပ်ရအဲ့ဒီရတဲ့အလုပ်ကမိုးလေဝသယုံဖြစ်ပါတယ်အလုပ်စလုပ်တဲ့ရက်က65ခုနှစ်မေလ3 ရက်ကျွန်တော်အသက်18နှစ်4 လသားအရွယ်တည်းကကျွန်တော်ဝန်ထမ်းဖြစ်လာပါတယ်အဲ့ဒီတော့ကကျွန်တော်ရတဲ့လကတစ်လကို126ကျပ်ပါဒါပေမဲ့126ကျပ်ကစားလောက်တယ်ကျွန်တော်တို့မိသားစု3 ယောက်စားလောက်တယ်အဲ့ဒီအလုပ်ရကြတဲ့ကပထမဦးဆုံးကျွန်တော်လုပ်တဲ့အလုပ်ကတော့ကျွန်တော်မိကိုဈေးမရောင်းခိုင်းတော့ပါဘူးမေမရောင်းနဲ့တော့အိမ်မှာပဲနေအဲ့တော့ကျွန်တော်မိဈေးမရောင်းတော့ပါဘူးကျွန်တော်ဘဝရဲ့အလှည့်ပြောင်းဖြစ်ကံလဲကောင်းလာခဲ့တယ်လို့ပြောရပါမယ်ဆန်းဆန်းမွေးကျွန်တော်အောင်ပါတယ်ဒါပေမဲ့အလုပ်တစ်ဖက်နဲ့တော့တက္ကသိုလ်မတက်နိုင်တော့တက္ကသိုလ်မတက်နိုင်ပေမဲ့ကျွန်တော်အောင်တဲ့နှစ်ပါပဲမန္တလေးဝိဇာသိပ္ပံတက္ကသိုလ်ကရန်ကုန်မှာရှိတဲ့လုံသားကောလိပ်လို့သင်တန်းစဖွင့်ပါတယ်ဒါပေမဲ့သူကလုံသားကောလိပ်လို့တော့နာမည်မပေးဘူးတိုးချက်ညနေသင်တန်းတဲ့စဖွင့်တော့ကျွန်တော်ပညာရေးဟာတပိုင်းကျစားမဖြစ်ပါဘူးအောင်ပြီးတာနဲ့မန္တလေးတက္ကသိုလ်မှာအလုပ်လုပ်ရင်းကျွန်တော်ကျောင်းတက်ပါတယ်အလုပ်လုပ်ရင်းကျောင်းတက်တဲ့အတွက်ကျွန်တော်9 နှစ်တက်ရပါတယ်ယူပဗိဒသိပ္ပံဘွဲ့ရပါတယ်အတန်းတိုင်းဘာသာစုံဂုဏ်ထူးနဲ့အောင်တယ်အဲ့ဒီမှာဘွဲ့ရတဲ့နှစ်မှာဘဝအတွက်ဆုံးဖြတ်ရခက်တဲ့ကိစ္စတစ်ခုနဲ့ကြုံခဲ့ရတယ်။ဘာလဲဆိုတော့တက္ကသိုလ်မှာ9 နှစ်တက်လာတော့တက္ကသိုလ်ကဆရာတွေကကျွန်တော်ကိုချစ်ကြပြီ။ကြိုးစားတာလည်းသိစာတော်တာလည်းသိတော့ကျွန်တော်ရဲ့ဆရာရင်းဗမောက္ခဌာနမှူးဦးကျော်မြင့်နောက်ပိုင်းမှာတော့အထက်တန်းပညာဦးစီးဌာနမှာညွှန်ကြားမှုချုပ်ဖြစ်တဲ့ဆရာကကျွန်တော်ကိုတက္ကသိုလ်မှာဆရာလုပ်ဖို့ခေါ်ပါတယ် demonstrator လုပ်ဖို့ခေါ်ပါတယ်အဲ့ဒီ demonstrator ဆိုတာလွန်ကုန်ရှိတဲ့အလုပ်ပါဒီတဲ့ပို့ပြီးတော့ပြောရရင်တော့မိုးလေဝသမှာကျွန်တော်လုပ်နေတဲ့ယာဒူးတဲ့တက္ကသိုလ်တရုတ်ပြဆရာယာဒူးကယာဒူး2 ဆင့်ပို့ပါတယ်လူတရားမှာ69 ယောက်ကတော့ဝင်းတာအရာနဲ့တွားဟေးကောင်မင်းတွားလို့တက္ကသိုလ်သွားလို့တော့တက္ကသိုလ်ဆိုတာအခြေကြီးกว่าဂုံလေးရှိတယ်ပညာတွေလည်းဆက်တင်လို့ရတယ်မင်းသွားလို့ပြောကြတော့ကျွန်တော်လည်းသွားလို့ဖို့စိတ်ကူးမိပါတယ်အဲဒါပေမဲ့လို့ကျွန်တော်မိုးလေဝသယုံစဝင်တော့ကျွန်တော်ကိုအလုတ်ခန့်ပေးခဲ့တဲ့ကျွန်တော်ဆရာကြီးဦးလာကိုကျွန်တော်တော့ခွင့်တောင်းပါတယ်ဆရာကျွန်တော်တို့ဆရာဦးကျော်မြင့်ကတက္ကသိုလ်မှာဆရာလုပ်ဖို့ခေါ်နေပါပြီကျွန်တော်သွားရမလားဆရာကိုမေးတော့ဆရာမျက်နှာပြက်သွားပါတယ်ပြက်သွားပြီးတော့ဆရာကျွန်တော်ရင်ထဲမှာဆွဲညှိသွားနိုင်တဲ့စကားတစ်ခွန်းပြောပါတယ်ဘာပြောလဲဆိုတော့ဆရာမင်းကငါဥပဒေရတော့မတားနိုင်ပါဘူးကွာဘာကြောင့်လဲဆိုတော့ဒါမင်းရဲ့ right ပဲမင်းလုပ်လို့ရပါတယ်ဥပဒေရဒါပေမဲ့ဆရာမင်းကိုမေတ္တာနဲ့တော့တားခြင်းနေမိုးလေဝသမှာလုပ်ပါဒီမှာကျွန်တော်
ပြောခြင်းတဲ့စကားရောက်လာပါတယ်ကျွန်တော်မိုးလေဝသမှာပဲလုပ်ခဲ့ပါတယ်မပြောင်းပါဘူးတက္ကသိုလ်ဘာကြောင့်လဲလို့မေးရင်မိုးလေဝသယုံဟာကျွန်တော်ငတ်တုံးကကြွေးကြတဲ့ယုံဖြစ်လို့ပါပဲကျေးဇူးတရားကျွန်တော်ပေါ်မှာရှိတယ်ဒီကျေးဇူးကိုငါဆက်မယ်ဒီစိတ်နဲ့ကျွန်တော်နေခဲ့ပါတယ်လောကမှာကျေးဇူးမကမ်းမှုအရေးကြီးပါတယ်